AR လင်းပိုင်ကမြန်မာနိုင်ငံအတွက်သဘာဝအမွေအနှစ်တစ်ရပ်အဖြစ်အထူးအရေးပါတဲ့ရေရင်းသတ္တဝါတစ်မျိုးဖြစ်တဲ့အင်္ဂလိပ်အမည်အားဖြင့် Irrawaddy Dolphin လို့ခေါ်ကြပြီးတော့သိပ္ပံအမည်မှာ Ocala brevirostris ဖြစ်တဲ့ဒီလင်းပိုင်မျိုးစားကိုအာရှဒေသအတွင်းမြစ်များကမ်းရိုးတန်းရေများနှင့်မြစ်ဝကျွန်းပေါ်ဒေသတွေမှာတွေ့ရနိုင်တော်လဲမြန်မာနိုင်ငံရဲ့အေရဝတီမြစ်အထက်ပိုင်းတွင်နေထိုင်သည့်အုပ်စုမှာအထူးသီးခြားမှုရှိပြီးတော့ကမ္ဘာအဆင့်အတန်းဖြစ်လဲအရေးကြီးဆုံးအုပ်စုများထဲကတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။အေရဝတီလင်းပိုင်ရဲ့ကိုယ်ခန္ဓာပုံသဏ္ဍာန်ဟာခေါင်းပုံသဏ္ဍာန်လုံးဝန်းပြီးတော့နှာခေါင်းရှည်မရှိဘဲခပ်တိုတိုဖြစ်တဲ့အရေပြားအရောင်မှာမီးခိုးရောင်မှအညိုဖြော့ရောင်အထိတွေ့ရနိုင်ပြီးအရွယ်အစားအဖြစ်အရှည်နှစ်မီတာခန့်အထိရှိနိုင်တဲ့အခြားလင်းပိုင်မျိုးများနှင့်မတူဘဲထင်ရှားသောနှာခေါင်းမရှိခြင်းကြောင့်ကြည့်လိုက်သည်နှင့်မျက်နှာပုံစံပျော့ပြောင်းကချစ်စရာကောင်းတဲ့အသွင်ပြင်ကိုတွေ့မြင်ရပါတယ်။အေရဝတီလင်းပိုင်များရဲ့အပြုအမူထူးခြားချက်တစ်ရပ်မှာအထူးသဖြင့်လူသားတန်ဃာသည်များနှင့်ပူးပေါင်းလှုပ်ဆောင်နိုင်ခြင်းဖြစ်တဲ့မြန်မာနိုင်ငံအေရဝတီမြစ်အတွင်းတွင်တန်ဃာသည်များကလင်းပိုင်များရဲ့လှုပ်ရှားမှုကိုအားကိုးပြီးတော့ငါးဖမ်းကြတာကိုတွေ့ရပြီးတော့လင်းပိုင်တွေဟာငါးအုပ်ကိုရေမျက်နှာပြင်ဘက်သို့မောင်းထုတ်ပေးတဲ့အတွက်လူသားများနှင့်တဘာဝအရာပူးပေါင်းဆက်ဆံနေထိုင်နိုင်သည့်တတဝါတစ်မျိုးဖြစ်ကြောင်းပြသနေပါတယ်။ဒီလိုလူနှင့်တတဝါပူးပေါင်းမှုဟာကမ္ဘာပေါ်မှာအလွန်ရှားပါးတဲ့ဖြစ်ရပ်တစ်ခုဖြစ်နေပါတယ်။ဒါပေမဲ့အေရဝတီလင်းပိုင်တွေဟာဒီဘက်ခေတ်မှာအန္တရာယ်များစွာကိုရင်ဆိုင်နေရပါတယ်။အဓိကအန္တရာယ်တွေကငါးဖမ်းပိုက်တွေကြောင့်ထိခိုက်ဒဏ်ရာရခြင်းရေထုညစ်ညမ်းမှုသင်္ဘောသွားလာမှုကြောင့်ဖြစ်ပေါ်လာတဲ့ဆူညံသံတွေနဲ့နေထိုင်ရာပတ်ဝန်းကျင်ပျက်စီးလာခြင်းတို့ဖြစ်ပါတယ်။ဒါကြောင့်ကမ္ဘာသဘာဝထိန်းသိမ်းရေးအဖွဲ့ICCNကအေရဝတီလင်းပိုင်ကိုမျိုးပြောင်းနိုင်ခြေအလွန်မြင့်မားတဲ့သတ္တဝါအဖြစ်သတ်မှတ်ထားပါတယ်။မြန်မာနိုင်ငံမှာလည်းအေရဝတီလင်းပိုင်တွေကိုထိန်းသိမ်းကာကွယ်ဖို့အစိုးရသဘာဝထိန်းသိမ်းရေးအဖွဲ့များနှင့်ဒေသခံပြည်သူများပူးပေါင်းလှုပ်ဆောင်တဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးခြင်းမသင့်လျော်သောငါးဖမ်းနည်းလမ်းများကိုကန့်သက်ခြင်းနှင့်လင်းပိုင်များနေထိုင်ရာဒေသတွေကိုကာကွယ်စောင့်ရှောက်ခြင်းတွေဟာအရေးကြီးလာပါတယ်။နောက်ဆုံးမှာတော့အေရဝတီလင်းပိုင်ဟာတာမန်သတ္တဝါတစ်မျိုးသာမကမြန်မာနိုင်ငံရဲ့သဘာဝအမွေနှင့်ယဉ်ကျေးမှုနှင့်လူသားသဘာဝဆက်ဆံရေးကိုကိုစားပြုတဲ့အရေးပါတဲ့သတ္တဝါတစ်မျိုးဖြစ်တဲ့ဒီလင်းပိုင်တွေကိုထိန်းသိမ်းကာကွယ်နိုင်ခြင်းဟာမျိုးစိတ်တစ်မျိုးကိုကယ်တင်ခြင်းသာမကအနာဂတ်မျိုးဆက်များအတွက်သဘာဝအလှအပနှင့်သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းထားနိုင်ခြင်းဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။